မြန်မာဖိုက်တာ2ဦးဖြစ်တဲ့မိုးထက်အောင်ဆွန်ရက်တို့ကိုအနိုင်ယူထားတဲ့လိမ့်နင်ဂျာနဲ့ထိုးသက်ရမယ့်ကျော်တော်ဝင်းကျော်တော်ဝင်းကဂျပန်ဖိုက်တာကိုအနိုင်ယူပြီးမကြာခင်မှာပဲ1 Championship ကဒုတိယမြောက်ပွဲဖြစ်မိုးထက်အောင်ဆွန်ရက်တို့ကိုအနိုင်ယူထားတဲ့လိမ့်နင်ဂျာကောစမီဒန်နဲ့ပွဲတည်ပေးခဲ့ပြီးပဲဖြစ်ပါတယ်ဒီပွဲကိုတော့လာမယ့် match လ20ရက်နေ့မှာကျင်းပသွားမယ့် One Friday Fight 147မှာမြင်တွေ့သွားရမှာလည်းဖြစ်ပါတယ်ဒါပေမဲ့ Time Fighter စမီဒန်က1မှာ7ပွဲ2ပြီး10ပွဲနိုင်3ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။နောက်ဆုံး4ပွဲစတိုက်နိုင်ထားသလိုအဲ့ဒီ4ပွဲမှာမြန်မာဖိုက်တာတွေဖြစ်တဲ့မိုးတက်အောင်နဲ့ဆွမ်းတိုလည်းပါဝင်နေပါတယ်။သူ့အနေနဲ့စာချုပ်ကြီးရဖို့မျှော်လင့်နေသူဖြစ်ပြီးဒီပွဲမှာသာရလက်ကောင်းခဲ့ရင်မျှော်လင့်ခွင့်ရှိနေသူလည်းဖြစ်ပါတယ်။ကျော်တော်ဝင်းကတော့လက်ရှိမြန်မာရိုးရလက်ဝဲလောကကနေငွေတိုင်းလောကတွေကိုအရှိန်အဟုန်နဲ့ဝင်ရောက်လာသူဖြစ်ပြီးပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့မှာဂျပန်ကစားသမားမူကာစီတိုကို၄ချိန်တိုင်အလဲထုတ်ပြီးဝိုင်းရဲ့ပွဲဥအတွက်ကိုအနိုင်ရထားသူလည်းဖြစ်ပါတယ်။လက်ဝဲအခြေခံကောင်းကအလွန်ပြင်းထန်တဲ့လက်သီးချက်တွေရှိပြီးနောက်မဆုတ်တန်ထိုးတက်တတ်သူလည်းဖြစ်ပါတယ်။ဒီပွဲကတော့မြန်မာပြည်သက်တွေကြားမှာစောင့်ကြည့်ဖို့အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမှာပါစမီဒန်ရဲ့ကစားပုံကလက်မောင်းနှစ်ဖက်ကိုမြင့်ထားပြီးတော့ကက်လွန်လုံးနဲ့ပြိုင်ပေးရဟာဘွက်ကိုစောက်ပြီးမှကောင်တာပြန်ထောက်တက်တဲ့ဖိုက်တာမျိုးပါပွဲအခြေအနေအရဖိအားပေးတဲ့ရင်ဖိအားပေးပြီးလဲထိုးတတ်သူပါဒါပေမဲ့ဒီချက်ကကျော်တော်ဝင်းအတွက်တော့အခွင့်အရေးတစ်ခုလိုဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့ကျော်တော်ဝင်းကပြိုင်ဘက်ကိုရှေ့နေတတ်တဲ့သူမဟုတ်ပဲဖိအားပေးကစားရတာကိုကြိုက်ပြီးတော့စိုင်တိုးပြိုင်တိုးလာရင်ပိုကျန်းတတ်တဲ့ဖိုက်တာမျိုးဖြစ်ပါတယ်ဒီဘက်ကကျော်တော်ဝင်းအတွက်သူကကမ္ဘာအဆင့်ကစားသမားတဦးဆိုတာကိုတက်သေးပြရမယ့်ပွဲဖြစ်တယ်လို့စမီဒန်အတွက်တော့1 Championship စာချုပ်ကြီးချုပ်ဆိုနိုင်ဖို့ကျော်တော်ဝင်းကအတားအဆီးတစ်ခုဖြစ်လို့နေမှာပဲဖြစ်ပါတယ်